င်္ဂလာပါရှင်ကျွန်မဒီနေ့ကတော့ဒီ Christmas live လေးလုပ်ပေးတာပေါ့နော်ပြန်ရ live လေးပါဒါကြိုတော့မပြောထားမိဘူး surprise အနေနဲ့ပေါ့နော်ဖြစ်သွားတယ်ဆိုတော့ဒီနေ့ဘာကောင်းစင်လေးလုပ်ပေးရင်ကောင်းမလဲပေါ့နော်ဆိုတော့ Christmas အကြောင်းကဒီဟိုမှာ pick up ပိုင်းလေးခုနတင်ထားပြီး post တင်ထားပြီးဆိုတော့ဒီနှစ်တဲ့အတွက်ကြည့်ပြင်ကောင်းမလားပေါ့နည်းနည်းတော့စောနေတယ်ဆိုမဲ့ဆိုတော့နှစ်ဟောင်းအကုန်ဒီနှစ်တဲ့အခုပေါ့နော်ဒီကာလအတွင်းမှာဘာလေးတွေအပြောင်းလဲဖြစ်မလဲဆိုတော့ကြည့်ပေးပါမယ်နော်အထုံးတိုင်းမှာပိုင်1နဲ့2နှစ်ခုလုပ်ပေးသွားပါမယ်ဆိုတော့တိကျအတန်ကြားရလားမသိဘူးနော်နည်းနည်းတိုးနေရပါတော့ဖြစ်နေပြောပါကျွန်မကကဆွင်းနဲ့တစ်ချက်လေးဒီနောက်ထပ်နေကလေးကိုတစ်ချက်စောင့်ပါမယ်နော်ဆိုတော့ pi 1အတွက်ကဒီပေါ့နော် current energy ဆွဲမယ်ပြီးတော့လို့ရှိရင်အနာဂတ်မှာပေါ့နော်အနာဂတ် strategy နှစ်ဟောင်းအကုန်နှစ်တဲ့အကူမှာဘယ်လိုလေးဖြစ်နိုင်လဲဆိုတော့ကြည့်ပါမယ်နော်ဆိုတော့နောက်တစ်ခုက Oracle နဲ့ကြည့်ပေးပါမယ်။ Pi 1လေးအတွက်နှစ်ဟောင်းကုန်နှစ်တဲ့ပုံပါပဲနော်။ဒါလေးပြောင်းလဲမှုရက်လက်အနေနဲ့ပေါ့နော်။ဘယ်လိုပြောင်းလဲလေးဖြစ်လာနိုင်လဲ။ညတော့အချစ်ရေးကြီးတည်တံ့ဆိုတာမဟုတ်ဘဲနဲ့ဒီနှစ်ဟောင်းအကုန်ပေါ့နော်။နှစ်တဲ့ကူမှာဘာလေးဖြစ်လာနိုင်လဲဆိုတာပြောမှာပါ။အလုံးလုံး local ကလေးထပ်ဆင်မယ်ပေါ့နော်။ so pi 2ကကျတော့ pi 2ရဲ့တက်တလို့ဒါ current energy ကိုပြောမယ်ဒီမှာကက်ဆွဲနဲ့စောင့်မယ်ပေါ့နော်စာမပြန်နိုင်သေးတဲ့အချိန်ကျွန်တော်လည်းနည်းစောင့်ပြီးပါနော်ကျွန်တော်နည်းအစံလေးပြန်ပေးသွားပါမယ်ပြန်လို့ရှိရင်ကျွန်မလို့စာတွေကိုအစံလေးတော့ပြန်နေပေါ့နော်မင်းလည်းစောင့်ရလို့ရှိရင်စိတ်ပူမှာဆိုလို့ပါဒါမင်းကြီးကြဆိုတော့တိမှာပါPi 2လေးအတွက်အနာဂတ်မှာဒီနှစ်ဟောင်းအကုန်ပေါ့နော်နှစ်တဲ့ကူမှာပါလေးကြောင်းလဲနိုင်တယ်Pi 2လေးအတွက်နှစ်ဟောင်းအကုန်နှစ်တဲ့ကူမှာပါလေးကြောင်းလဲနိုင်တယ်ပေါ့နော်ဘယ်လိုရလက်ကလေးအစ်စ်ပေါ့ opportunity ဆွဲဖြစ်ပြောင်းလဲမှုတွေပါတယ်ဖြစ်နိုင်တယ်ဆိုတော့ပြောပါမယ်ကျွန်မလွင်လို့ look at ကလေးထပ်ဆွဲမယ်ပေါ့နော်ဒါပေမဲ့လောဆယ်ကတော့ကျွန်မဒီ current energy ရဲ့အနာဂတ်အတွက်ပြောင်းလဲဆိုပြီးကြည့်ပေးထားတယ်ထုံးစံနိုင်မယ်ဒီဘက်ကဘယ်ဘက်က pi 1ညာဘက်ကတော့ pi 2ဖြစ်ပါတယ်ရှင်ဆိုတော့ဒီမမီရတဲ့လူတွေကစိတ်မပူနေကြမှာမဖြတ်ဘူးဒါပေမဲ့တစ်ခါတလေတစ်ချက်လေးကြိုပြောနေတာဒီနောက်ပိုင်းပေါ့နော် page ရဲ့ဒီ setting ရပဲလားကျမတို့ဘာမှတော့ setting ကိုမပြောင်းထားဘူးဒါပေမဲ့နောက်ပိုင်း version ရလာတော့မသိဘူးဒီတင်ဥမာဒီနေ့တင်တဲ့ live ဆိုလို့ရှိရင်သူတစ်လကြာရင်တို့ဘာလို့သူကပြတ်သွားတာအဲ့လိုမျိုးတော့ auto setting ဖြစ်နေတာမျိုးတော့ရှိတယ်ပေါ့နော်အရင်တော့မဖြစ်ဘူးခုဒီနောက်ပိုင်းမှာနည်းနည်းတော့ကြာပြီပေါ့နော်ဖြစ်တာဆိုဟိုအဲ့လိုမျိုး auto တော်သူပြတ်သွားတာလွဲရင်ကျမမဖြတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးပြန်ကြည့်လို့ရအောင်တင်ထားပြီးမှာပါဆိုတော့live မီလို့ရတယ် live ကြည့်ရတာပေါ့နော်ကောင်းပါတယ်ဆိုတော့ pi 1ဒီဘက်က pi 2ဖြစ်ပါတယ်ရှင်ဆိုကျွန်မမြင်ပြောနေကြတယ်မြင်ကျွန်မလည်း share ကျွန်မမှာကြောင်းတက်နေတော့လေအမြဲတမ်း live တွေကိုဟိုလိုပေးဖြစ်ဘူးဖြစ်နေ pick up ပိုင်းလေးတင်ပြီးရ live ကိုလည်းတော့ဟိုအမြင်တစ်ပတ်အပတ်တိုင်းလေးမေးချင်တယ်ပေါ့နော်အဲကြောင့်ဒါက Christmas ရဲ့ပိတ်ရလေးလည်းဖြစ်တော့ဟိုမပိတ်တဲ့သူတွေလည်းရှိမှာပဲကျွန်မအဲ့လိုသွားရတဲ့နေ့လည်းရှိတယ်ပေါ့နော်ကျောင်းသွားကျောင်းကတော့ပိတ်တယ်ပေါ့အဲ့တော့ပြောရရင်တကယ်လို့မနာရတဲ့သူလေးရတဲ့အားတဲ့ချိန်မှာ easy ပြန်ကြည့်ကြပါနော်ဆိုတော့ဒါဆိုစမယ်ဒါ pi 1ဒီဘက်က pi 2ပါ
အာယုံလေးပြကြည့်ပါဒီနှစ်အကုန်နှစ်ဟောင်းအကုန်နှစ်တဲ့ကူမှာဘာတွေပြောင်းလဲလေးဖြစ်နိုင်မလဲပေါ့နော်ဒါဆိုကျွန်မစမယ်နော်အမြဲတမ်းလူတွေနဲ့မှပြင်ကြည့်နော်ဒါ1ဆိုတော့2ကိုခဏဖယ်ထားပါမယ်နော်ဆိုပိုင်1လေးထုံးစံနိုင်မယ် current energy ကိုစစစ်ပါမယ်ကျွန်မဒီမှာ reverse မကြည့်ဘူးအတဲ့ပဲကတ်ကိုကြည့်မယ်အမြဲကျွန်မကြည့်ပေးနေကြအတိုင်းပဲပေါ့နော်ဆိုတော့တစ်ချက်လေးကက်ကလေးမြင်အောင်ပြမယ်နော်နင် like နေတိတ်မကောင်းတော့တေချာမြင်ရမယ်တို့မြင်ရမှာပါနော်ဆိုတော့ဖိုင်ဝမ်လေးတွေကပထမဆုံးပြောချင်တာလေနှစ်ဟောင်းအကုန်နှစ်တကူမှာအရင်ဆုံးပထမဆုံးပြောချင်တာပိုင်ဝမ်လေးတွေပါလေဒီနှစ်2025ပေါ့နော်ဒီနှစ်ထဲမှာတော်တော်လေးသင်ခန်းစာတွေရခဲ့လိမ့်မယ်ဘလို့သင်ခန်းစာဆိုလေလူအမျိုးမျိုးနဲ့တွေ့ဆုံခဲ့ရတယ်ကိုပေါ်မှာမစင်မတဲ့သူတွေမကောင်းတဲ့သူတွေနဲ့ကြုံခဲ့ဘူးတယ်အဲ့လိုမျိုးတွေရှိတတ်တယ်ပေါ့နော်ကိုပေါ်မှာမစင်မတဲ့မကောင်းတဲ့သူတွေနဲ့ကြုံတွေ့ခဲ့ဘူးတယ်ဟိုလူတယောက်ချန်ကိုနာကျင်ခဲ့ရတယ်ဆက်ဆံရေးဒီ relation အဟောင်းနေပေါ့နော်အဲ့လိုမျိုး ex ပဲဖြစ်ဖြစ်အဲ့လိုတခုခုပေါ့လူဟောင်းနေနဲ့ပြီးဆုံးသွားပြီလူအစ်စ်တွေနဲ့တွေ့ဆုံတာအဲ့လိုပုံစံမျိုးတွေဖြစ်ခဲ့တယ်ဘာလို့ဆိုဒီမှာဆိုရင်တွေ့ရတာလေတခုခုကိုက justice ပေါ့နော်တရားမျှတစွာစီရင်နေဆိုတဲ့ပုံစံမျိုးတွေအနာဂတ်မှာရှိလာမယ်ဒီကတော့ current energy ကိုထပ်မအောင်ပြောချင်တာတော့ 3 of cups ဒါ current energy နဲ့ပတ်သက်လို့ဆွဲထားတဲ့ card မှာဆိုလို့ရှိရင် 3 of cups wheel of fortune now strength ပေါ့နော် so ဒီကံကြမ္မာရဲ့အလဲပြောင်းနေအများကြီးတွေ့ကြုံနေကြုံရရတယ်ပြောလို့ရှိရင်လူအမျိုးမျိုးစိတ်ထူတွေလူတွေနဲ့လည်းတွေ့ဆုံခဲ့ရတယ်ဒါကောင်းတာကြီးပဲလည်းမဟုတ်ဘူးလို့ဆိုရတယ်ပဲလည်းမဟုတ်ဘူးပြောရတယ်လည်းရှိစိတ်ပမန်းရလည်းရှိခဲ့တယ်အဲ့တော့ပြောလို့ရှိရင်အများကြီးလည်းတွေ့ကြုံနေ experience တွေအသစ်တွေရခဲ့တယ်ပြောလို့ရှိရင်လေဆိုတော့နောက်တစ်ခုကကြတော့အရင်နှစ်နဲ့ရှင်လို့ရှင်2024နဲ့ရှင်ရင်တဲ့ဒီမှာကလေ2025မှာကပို့ပြီးကိုယ့်ရဲ့လှုပ်ဆောင်နေသူတွေတက်လာတယ်ဆိုမြင်ရတယ်တန်တူးတယ်အော်ကျေးဇူးပါအတန်လေးနဲ့တူးနေလားမသိဘူးเนาะနည်းကြည့်ပြောပြပါမယ်ရှင်ဆိုတော့ဒီပေါ့နော်ဟို strength energy အရာကလေနားထောင်နေသူလေးဖိုင်ဝမ်လေးတွေကဘယ်လိုလဲဆိုတော့စိတ်သက်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ physically ပဲဖြစ် mentally ပဲဖြစ်ကိုယ့်ရဲ့အရေးအချင်းပေါ့နော်အရေးအချင်းတွေကလေဟိုတက်လာတယ်ပေါ့နော်အရင်နှစ်ထက်ဆက်လို့ရှင်လှုပ်ဆောင်နိုင်ဆိုရင်တက်လာတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့ဆိုတော့ဟိုဘယ်လိုပြောရမလဲအရင်နှစ်ကငါလည်းမတူတော့ငါတို့လေးတိုးတက်လာတယ်ဆိုမျိုးပေါ့နော်အခက်အခဲတွေကြုံနေရမယ်အခက်အခဲတွေကြားတွေကကိုယ့်ရဲ့လှုပ်ဆောင်နိုင်ဆိုအဲ့ဒီအခက်အခဲတွေကိုကြော်ဖြတ်ရင်းနဲ့မှလှုပ်ဆောင်နိုင်တဲ့တက်လာတဲ့ပုံစံမျိုးဖြစ်လိမ့်မယ်ကြမြင်ရတာလေဆိုတော့တော်တော်လေးမှ strong ဖြစ်တယ်တင်းဒီမှဆိုပါဆိုအရင်တော့ကိုက emotional များတယ်လူတယောက်ပြောလိုက်လို့ရှင်ကိုကစိတ်ခံစားချက်လွယ်တယ်ပဲဆိုပါဆိုရန်နူးစိတ်ကဟိုဘယ်လိုမလဲဟိုခံစားလွယ်တယ်နည်းနည်းလေးဝမ်းနည်းလွယ်တယ်ဆိုတော့မှဒီနှစ်အတွင်းမှာကိုအဲ့လိုမဟုတ်တော့ဆိုတာမျိုးဖြစ်လိမ့်မယ်ပြောနေတာအခုထိမပြောင်းလဲသေးဘူးဆိုရင်လည်းဒီလာမယ့်နှစ်တည်းမှာပြောင်းလဲမှာနော်ပြောနေတာအဓိကတော့ဒီနှစ်ကောင်နှစ်တဲ့အကူမှာကိုဒီရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအများကြီး strong ဖြစ်လာတယ်အရေးချင်းတွေကိုလုံးနိုင်စနေဒီအရင်ကထက်ဆိုင်ပို့ပြီး ability တက်လာတယ်ဆိုမှဖြစ်လိမ့်မယ်ပြီးတော့နောက်တစ်ခုကကျတော့လူအသစ်တွေနဲ့တွေ့ဆုံရမယ်အနာဂတ်မှာလေတွေ့ဆုံရမယ်ဒီလူဟောင်းတွေနဲ့ကိုယ့်အပေါ်မဆက်မတဲ့သူတွေနဲ့ဝေးကွာသွားတာမျိုးဖြစ်နိုင်တယ်ပြီးတော့လို့ရှိရင်တကယ်ကိုလူသစ်တွေတငယ်ချင်းသစ်တွေဒီအဲ့လိုဆုံးရတယ်မှာဆိုပါစို့ဟိုပညာတော်သင်တို့အလုပ်တို့နဲ့နိုင်ငံခြားသွားဖို့ရည်ရတဲ့သူရှင်လည်းအဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါနိုင်ငံခြားမသွားလည်းပဲပြည်စနာပြည်တွင်းမှာပဲဆိုလည်းအဲ့လိုတငယ်ချင်းအသစ်တွေတွေ့ဆုံမှု relation အသစ်တွေနဲ့ကြုံရမယ်နောက်တစ်ခုကအစင်မပြေခဲ့တဲ့ဆက်ဆံရေးတွေဆိုရင်ပြန်လည်ပြီး reunion ဖြစ်ဖို့အခွင့်အရေးတွေလာလာတွေလက်တော်မှာရှိနေမယ်ပေါ့လေလက်တော် energy လေးကတော့ပြောရရင်တော့အစိုးရပဲလည်းမဟုတ်ကိုင်းပဲမလို့မဟုတ်ဘူးမျှနေတဲ့ energy မျိုးကိုတွေ့တာဒါ current energy မှာဒါပေမဲ့အကောင်းဆုံးတစ်ခုကတော့ကိုဒီပိုင်ဝန်းလေးတွေအားသားချက်ကတော့တော်တော်ကြီးကိုမှလွယ်လွယ်နဲ့မပြိုလဲဘူးစိတ်ပင်ပန်းစရာတွေရှိတယ်တိုးတော်လွယ်နဲ့စိတ်တမကြောင်မပြိုလဲဘူးဆိုတဲ့စိတ်ဒါတွေကတဲ့အားသားချက်တွေဖြစ်ပါတယ်ပြီးတော့ပိုင်ဝန်းလေးမှာကြည်နေတဲ့သူတွေမှာ main ကလေးတွေများမလားမသိဘူး main ကလေးပဲပြောကြားလေးပဲဖြစ်အဓိကတော့ယောက်ျားလေးဆိုလဲ strong စိတ်တဲ့ strong ဖြစ်တယ် main ကလေးဆိုရင်ပို့လို့တော့သိတာလား main ကလေးပဲမဲ့အဲ့လိုပျော့တဲ့အဲ့လို independent ပုံစံပဲပြောတယ်သူမဟုတ်ဘူးပေါ့နော်အရင်မိကိုတက်တဲ့သူမဟုတ်ဘဲနဲ့လော independent ကိုချဖို့ကိုရက်တည်မယ်ကိုရဲ့ချင်းကိုရက်တည်မယ်ဆိုတဲ့သူမျိုးဖိုင်ဝမ်လေးတွေက main ကလေးဆိုရင်တောင်းပါပဲအကြလေးဆိုရင်လည်းအဲ့လိုအရေးချင်းရှစ်ကိုကိုတက်တယ်ပြောရင် main ကလေးဆိုလည်း independent ကိုရက်တည်နိုင်တဲ့သူမိကိုကင်းတဲ့သူအဲ့လိုပုံစံ strong ဖြစ်တဲ့ပုံစံလေးအဲ့လိုနည်းထက်မြက်တဲ့ type လေးကိုတွေ့တယ်ပေါ့နော်နည်းနည်း
အရန်နူးညံ့ပြော့ပြောင်းအရန်ပြော့တယ်မှာမပါဘူးအားနဲ့လို့ပြောလာနည်းနည်း strong ဖြစ်တဲ့ main ကလေးပေါ့နော်ပြောလို့ရှိရင်တော့ဒါပဲကောင်းမကောင်းပြောတာမဟုတ်ဘူးဒါပေမဲ့ကိုက independent နဲ့တော့ကိုချီကိုလက်ကိုအရေးချင်းနဲ့ကိုစူးစမ်းမယ်ဘယ်သူမှမမင်ကိုဆိုရစိတ်ပြင်းပြတာပိုင်းပဲအားတာချက်ပေါ့လေ current energy အားတာချက်ကိုပြောလိုက်တာပါလည်းတလောကတော့အလုပ်တွေကြောင်းနေဒါတွေနဲ့ပဲကိုနေ့စဉ်လုံးဝမနေ့တူဝိုင်းနေပဲအလုပ်တွေများနေမယ်လို့မြင်ရတယ်ဒီမှာတော့လေလူမျိုးလေးတွေးပါတယ်ဆိုတော့ဒါ current energy နဲ့အားတာချက်ပြောပြီးတော့နောက်ဒါအနာဂတ်မှာဘာတွေဖြစ်လာလဲပေါ့ဖြစ်လာမလဲနေဟောင်းကုန်တဲ့တေကူမှာဆိုဒီမှာ justice 7 of cups 7 of wands maybe ဖြစ်နေတာဒီကက်မှာကျွန်မခံစားမိတယ်နောက်ထပ်နေသူလေးအတွက်ပိုင်ပန်းလေးတွေအတွက်အနာဂတ်မှာကံကောင်းနိုင်တဲ့နံပါတ်တွေ7ဖြစ်နိုင်တယ်ထူးဆန်းတာနော်7 of cups 7 of wands ကျွန်မဆိုလဲကဲ့ရဲ့ဒီ oracle ကမှာလဲ27 37ဆို7လေးတွေကပို့ပြီးတော့ strong ဖြစ်တယ်နောက်ထပ်နေသူလေးပိုင်ပန်းလေးအတွက်ကနန်းလေးအနေနဲ့ကံကောင်းတာပြောပါဆိုရင်တော့7ကကံကောင်းနိုင်တယ်ခုနှစ်ကနန်းကကံကောင်းနိုင်တယ်လို့မြင်တယ်ပေါ့ lucky 7ပေါ့နော်ဆိုကိုယ့်ရဲ့ lucky number ဒီ7ဖြစ်နိုင်ပါတယ်နော်လူလေးလည်းနည်းနည်းလေးမှတ်ထားစေချင်ပါတယ်ဆိုတော့နောက်တစ်ခုကအနာဂတ်မှာဘာတွေပြောင်းလဲဖြစ်နိုင်လဲဆိုအနာဂတ်မှာတဲ့ကိုကရွေးချယ်မှုတွေပြုတ်ရတတ်တယ်ဒီနှစ်အကုန်နှစ်တဲ့အခုမှလေဘလို့ရွေးချယ်မှုမှာယာဒူးတွေလုပ်ငန်းတွေအလုပ်ကိုင်တွေဒါမှမဟုတ်ပညာရေးဆိုလဲပညာရေးပေါ့နော်ကျောင်းတက်ပေါ်နေပတ်သက်လို့ကိုယ့်ရဲ့အနာဂတ်တိုးတက်ရေးအတွက်ပဲဖြစ်ဖြစ် career တို့ education တို့အလုပ်ကိုင်ပညာရေးငွေကြေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်အခြေရေးပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်အတွက်option စီပေါ့ရွေးချယ်စရာလေ choice တွေများတတ်တယ်ရွေးချယ်စရာတွေ choice တို့ option တွေများဘာကိုရွေးရမလဲနဲ့တော့တူရရတယ်ဒါပေမဲ့ရွေးချယ်စရာ choice တွေများ choices တွေအများကြီးထဲမှာမှကိုတစ်ခုဆုံးဖြတ်ဖို့ decision ချဖို့အချိန်ရောက်လာနိုင်တယ်ဒါကသူစမ်းတာလို့တစ်ခုခုရွေးတဲ့ energy လေးတွေ့တယ်လို့မျိုးတရားမျှတဆိုတစ်ခုခုကိုဆုံးဖြတ်ရမယ်ဆွေပုံစံလေးတွေ့တော့လေဒါဆိုတစ်ခုကိုအာယုံဆိုင်နေတဲ့ပုံစံလေးဆိုတော့ပြောရင်တဲ့အနေနဲ့တစ်ခုကိစ္စတစ်ခုကိုနဲ့ပတ်သက်လို့အလေးနဲ့ထားစဉ်းစားပြီးတော့မှရွေးချယ်ရမယ်ကြိုးပေးရမယ်အချိန်လေးတွေရှိလာနိုင်တယ်ပေါ့ lucky 7 ခုနှစ်ကနန်းရတော့ကံကောင်းနိုင်တယ်ဆိုတော့ဒီတစ်ခုပဲနေ key point ကနောက်ထပ်နေတစ်ခုကိုဆုံးဖြတ်ပြီးဆိုရင်မပြပါနဲ့အရန်မလောပါနဲ့ဒါဒီအချိန်ဆွဲကိုပြောတာတော့မဟုတ်ဘူးတော်တော်အရန်လောပြတာမျိုးမလုပ်နဲ့စိတ်ရေးထားပြီးတော့ကိုလုပ်ဆရာရှိတာကိုလုပ်ပါဒီပေါ့တေချာလေးနဲ့ထားပြီးအချိန်လေးယူပြီးတော့စဉ်းစားပါအချိန်ဆွဲဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့ရမ်းမလို့နဲ့တေချာအောင်ပြုတ်ပြီးတော့အလေးနဲ့ထားပြီးစဉ်းစားပြီးမှကိုယ့်အတွက်ကောင်းဆုံး choice ကိုရွေးပေါ့အဲ့တော့ဆိုပါစို့ရွေးချယ်စရာ2ခုတော့၎င်း2ခုနဲ့လည်းပုံမယ်3ခုလေးလည်းပြင်ဖြစ်မယ်အနည်းဆုံး2ခုနဲ့ဥမာပြောရရင် A နဲ့ B ဆိုရင် A မှာကောင်းတဲ့ချက်ဆိုရချက်ရှိမယ် B မှာကောင်းတဲ့ချက်ဆိုရချက်ရှိမယ်အဲ့တော့အဲ့2ခုတွေကကိုကကောင်းတဲ့အချက်ကိုပဲမကြည့်နဲ့ရုပ်တရက်လေးကိုစဉ်းစားလိုက်တယ်ဆိုတော့လောပြီးတော့ဒီ A မှာကောင်းတဲ့အချက်ဆိုတဲ့ချက်ရှိမယ် B မှာလည်းကောင်းတဲ့ချက်ဆိုတဲ့ချက်ရှိမယ်အဲ့အကောင်းကိုအဆိုးဖြစ်လာမယ့်အကျိုးဆက်ကို good effects ကို bad effects ကိုလက်ခံနိုင်မှရွေးပါအဲ့လိုဒီဆုံးဖြတ်ပါလို့ဒီမှာပေးထားတယ်ပေါ့နော် universe message လေးကအဲ့တော့ဒါဆိုအနာဂတ်မှာဘာတွေဖြစ်မှာလဲရွေးချယ်စရာတွေဘာတွေလဲဆိုရင်တော့အပြောင်းလဲတွေပေါ့လေရွေးချယ်စရာဆိုတဲ့အပြောင်းလဲတွေအဲ့လိုအဖက်ဖက်ကနေဆိုင်နေပေါ့နော်ကျွန်တော်ခုနပြောလို့လေတခုတည်းမဟုတ်ဘူးဘာလို့ဆိုပညာရေးစီးပွားရေးတွေလည်းဖြစ်နိုင်တယ် live and learn ကိုယ့်ရဲ့ lifestyle ဘဝရဲ့ဒီနေထိုင်မှုဘဝပုံစံတွေအပြောင်းလဲဖြစ်တာဒီစာပေလေ့လာမှုတွေအပြောင်းလဲဖြစ်တာမျိုးနောက်တစ်ခုက third wheel လို့ပြောတော့ third party ရှိတဲ့သူတွေအနေနဲ့လည်းဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ဥမာကိုယ့်ပေါ်တကယ်မကောင်းတဲ့သူတွေကကိုယ်နဲ့ဝေးကွာသွားတယ်ဥမာထားပါတော့တစ်ဖက်လူကတကယ်လို့ကိုယ့်ပေါ်မစစ်မှန်ဘူးဆိုပါစို့ဥပမာပြောတာနော်မစစ်မှန်ဘူးပြောတာမဟုတ်ဘူးမစစ်မှန်ဘူးဆိုရင်တော့သူတို့ဖုံးကွယ်လို့မရပဲပေါ်မယ်ပြောလို့ရှင်တော့စစ်မှန်တယ်ဆိုတော့ပြဿနာမရှိဘူးလေမစစ်မှန်အောင်ဆိုရင်ဖုံးကွယ်လို့မရအောင်ပေါ်ပြောနေတာကိုယ့်အတွက်အမှန်တရားတွေမှန်ကန်မှုတွေကိုသိရမယ်ကာလပေါ့နော်ကိုယ့်ပေါ်မစစ်မှန်တဲ့သူတွေကိုယ့်ပေါ်မှာတစားပေါက်တဲ့လူတွေကိုယ်နဲ့မထိုက်တန်တဲ့သူတွေကကိုယ်နဲ့ဝေးသွားလိမ့်မယ်လို့ပြောချင်တာပေါ့အဲ့တော့ဆိုပါတော့ကိုယ်မနာလိုတဲ့သူချမ်းသူလိုမျိုးသဘောထားတဲ့သူရှင်လေအဲ့လူတွေရဲ့စိတ်သက်အကျင့်ဆက်ကိုတေချာလေးသိလာမှာပေါ့နော်အဲ့လိုပြောချင်တာပေါ့နော်ဆိုတော့ဖုန်းလေးခဏလုပ်မယ်နော်ဒီ charging လေးတွန်းတော့ခဏဖြုတ်တာပါဆိုတော့အဲ့လိုပေါ့ကိုယ်ပေါ်မစမှန်တဲ့သူတွေရဲ့အကြောင်းတွေကိုသိလာမယ်ကိုယ်လာပြီးပြောပြလုပ်နေတဲ့သူတွေလည်းကိုကအဲ့လိုမျိုးလက်သက်မခံဘူး decision တေချာချမယ်ဆိုပုံစံမျိုးရှိရပေါ့ဒါကrelation အခြေနဲ့ပတ်သက်တဲ့သူတွေအတွက်ကအဲ့လိုမျိုးthird party ရှိတဲ့သူဆိုလည်းသူတို့လင်လို့မရဘူးပေါ်မယ်မရှိရင်တော့ပြဿနာမရှိဘူးပေါ့လေဆက်မှန်မှုတွေကိုသိလာမယ်ပြီးတော့ကိုကလည်းတကယ်လို့များအဲ့လို third party ကိုကဘယ်လိုပြောရမလဲမကောင်းတဲ့ဘက်ကတကယ်လို့များကိုများဖြစ်နေခဲ့မိတယ်ဒါကဖြစ်နိုင်ကြဘူးပြောတာနော်နားထောင်နေပိုင်ဝန်းလေးတွေကိုအဲ့လိုဖောက်ပြန်တယ်လို့ပြောတာမဟုတ်ဘူးတကယ်လို့များကိုများလုံးမိနေတယ်ဆိုရင်လည်းအဲ့ဒါဒီတစ်ဖက်လူသွားတိသွားစေလိမ့်မယ်ပေါ်သွားတတ်တယ်တတိထားမှာအဲ့တော့ကိုတကယ်လို့များအဲ့လိုလုံးမိနေတယ်ဆိုရင်လည်း
Eddie Lumio, Nan and Panin to Pinny me, you will pinny me as when they are the song that are counting champion. Da, Luame Purava, Lumio by many lonely Lupuramo, Lumio. Only me as no, Danelli or Lumle. Matuibina, Kutia, good the reachable chain, look Piagana, no? Da, she so, see why you be a dress and Nagama Pina, the Lila training, the experience at which on 30 go water progress for no development. She do tap Piroma, do tap me the Lanzari, Piana, see one at the Pina, the Latin, Queen Shilame. Magua Jangtan is about the cool never the major you read Panya, so the Kurojina major Magusati, Uma Alumuri. Go to Pina, you see why you can on the other day, Latin with the water day. Pina took on a piome, Janari by binding. Alumio. The name of social movie reaching in Nagabalures or Clapio, go name a titan of your go, chipping me, go on my semen to me a chicken through a corner with water tester. A little chain is not one year machine, change to Jadi. Mas was at the Palua, go name a semen, go on Mamma Gamu, go on the same shoes and Elua Gune, this is a piece on the Raro, said the devil. Da, a simply with my puppy and losing, say Buziam alone. Da, Chujalia, Lumiola, one am as really. Not only do you 7 connecting and gonna be not go, tongue and 3 leg gone. Matuyali, only 2 years so. The near all the social lady 1 year the relation to be the at the young someone I'm very pit that day. Taco Mamma Semene do it. Then she mamma, not the game to me male. Go to the game song, Miss Semene go on counter doing it. We thought it, no? Only 2 years. That count of young lady Bioluya if you are in me. Lose your bodies at GP and calmly finally do nature minelli. So draw terror choose oracle in a swimming or terror. And finally you in Nevada. Tini achieve them all one or the review. Trade weapons and ball. Nicon, Puma, finally you drop. Papian lady, and I'm less round Jimmy. Or Tolavi, Naka. Danina Jama, the family in shopping miserably. I want to see them a job on it. The war has your back. I don't know. I look to the but me look at me one so. The no sound yari, the no see Jala melu energy milk can say. The Kiluma idea to cook business, see why never the baby, never the idea to cook, go project go eat alone lily. A good get idea on tabby or boraru. Don't go to get singly by and let go a represent Lani be south. Ni table. Then sounding it to bono. Then sounding to every bit more. The god then sounding to the right person got. Then a Nicolani we look to ya. I really can't to let look at that misery. Check. Chinkarali check. So it's my measurement, no, so. By one lady, then door is a chima. Muima, Pelum, Gune, Tiny, Gone Titan, then door to in a dress on a chamber of China. Chio, that an engine was saying a yakubo to get Simon to Bono, Titan and doing it, representing a song of patching out China and so. None need tema to your name. Cola a drains, go back, cola a drains, and you truly. Then a drain volley, none need tema. Go look, Cranzo, renine it was on the Gune Titan and in a song like me, no? Look, go see you. Do some at the Queen Lang did it reach on the dear Lani bees. Right timely with Sabi by some other country by family no? Lumu society, chi, mammy, a locuna and to some men, Italian will be aluminium. The Quinland opportunity, the Nyasi by the Dima, Quinland the Shame, Sapiani, Nichon and Namne drama, a little 3 minutes, eh? So, do the change tomorrow, the maiden personal imagine to the tomorrow, page, better messenger ma, okay, need library something we have a subject, I need to check, Chamabiana, some people know, Jama, San Benny Vare. So, by one day, Salary, Nick, a command unit, the tea. After the data, Kono, Salary assembly basi, Chitin, Tapations on assembly basi, no? So, Daga, Patients on Yabasi, set up I wanted to bomb. So, Zondia, not only later at you, she thought me the change of my one dummy mava, so. I wanted to be in your pie 2 domino. 2 drug. That's 2 sounding to leave the relation empty, no? Comment my baby. I buy 2 or 1 wally.
အကောင်းဆိုးတွန်းတွင်နေရာလေးကတော့တူတယ်မျှတယ် energy ကအဲ့တော့ပိုင်2ကိုစကြည့်တဲ့အခါမှာတော်တော်လေးစိတ်ပင်ပန်းနေလို့ခံစားမိတယ်နော်ပိုင်2လေးရလေတခါလေးပဲဒီကပ်ပါဆွဲလိုက်မယ်ပိုင်2လေးတွေအတွက်နာကမှာပေါ့နော်ဘလို့ပြောင်းလဲလေးဖြစ်လာနိုင်လဲစတာတစ်ချက်ဖယ်ထားအောင်မယ်အရင်ဆုံး current energy ကိုပြောမယ်ထုံးစံတိုင်းပိုင်2လေးတွေ current energy ကလောလောဆယ်မှာ the high priestess ရေ nine of swords ရေ nine of wands ရေ four of wands ရေပေါ့ပြောချင်တာအရင်ဆုံးပထမဆုံးစပေါ်လာတာဖိုင်ဒီ2လေးတွေအတွက်ကောင်းတဲ့ခဏ lucky ဖြစ်တာကပထမဆုံးနံပါတ်9 9ပေါ့နော်9ရ strong ဖြစ်တယ်ပြီးတော့လို့ရှိရင်9ရေနော်3ပေါ့နော်3နဲ့9နဲ့3နဲ့9ရဒါ strong ဖြစ်တယ်အရင်ပထမဆုံးတော့9ပေါ့နော်9ကနန်းကောင်းမယ်နော်3ကနန်းလည်းမစိုးကောင်းတယ်အဲ့လိုလေးတွေ့တယ်ဒါလေးပြောချင်တယ်ပထမဆုံးနံပါတ်ကိုရင်ပြောလိုက်လို့ဖြစ်သွားရင်လို့မြင်ရလို့လေခံစားမိလို့ကောင်းနေပေါ်လာအဲ့တော့လောလောဆယ် current energy ကတော့ပိုက်တူးလေးတွေပထမဆုံးအားသာချက်ကိုပြောရင်ဒီလူတွေရှိမှကိုယ့်ရဲ့ခံစားချက်ကိုအရင်ထုတ်မပြ emotional မများလို့မြင်ရတယ်တကယ်တမ်းကတော့တေချာခံစားချက် strong ဖြစ်တဲ့သူတွေဖြစ်တယ် emotional များတဲ့သူတွေပါတကယ်တမ်းကတော့ဘာလို့ဆိုပြောမလဲတင်းငြိမ်နေတဲ့ပုံစံဘာမှပါဆိုဘာမှခံစားချက် emotional မရှိလို့မြင်ရမယ်တကယ်တမ်းဒီအရန်ခံစားတတ်တဲ့သူတွေပါပိုက်တူက emotional များတယ်အရန်လေအတွေးတွေများတယ်သူတစ်ပြင်ပိုက်တူလေးတွေလည်းတလုံးမှညဘက်အိမ်မပြောတာတော့ဘာလို့မှဖြစ်နေမလားမသိဘူးဒါမှမဟုတ်တခုနဲ့ပတ်သက်လို့ကိုတွေးဝင်နေတဲ့ဝေခွဲမရဖြစ်နေတာရှိနေမယ်လို့လည်းခံစားမိတယ်ဒီမှာဆိုလေပြောရင်ရှေ့လဲတိုးမရနောက်လဲဆုံးမရတဲ့အခြေအနေမျိုးကိုနှောင့်နှေးနေတယ်တွန်းဆုပ်ဖြစ်နေတယ်ကိုအတွက် decision ပြတ်သားမချနိုင်တဲ့ပုံစံမျိုးတွေဖြစ်နေတတ်တယ်ပိုက်တူလေးတွေကလေရှေ့တိုးမရနောက်ဆုံးမရနဲ့ရက်တက်နေနှောင့်နှေးနေဒီမှာခဏရက်တက်နေပုံစံဖြစ်တတ်တယ်နော်ညဘက်လေးဆိုအိမ်မပြောအတွေးတွေနဲ့ကိုယ့်ရဲ့ fears and worries ပေါ့နော်ဆိုရင်ပုံမှုတွေတောကလေးတွေပေါ့စိတ်ဆိုရင်မှုတွေကပူရန်တောကလေးတွေများပြီးတော့စိတ်ထဲမှာအဲ့လိုစိတ်ကိုတော့မချနိုင်အောင်စိတ်တွေတားပင်ပန်းနေဆိုပုံစံမျိုးလေးတွေကိုမြင်မိတယ်ပေါ့လေဒါဆိုတော့နောက်တစ်ခုကကြောက်တော့ဒီမှာကျွန်မတွေ့ရတာကလေကိုလူတွေကိုတော့ထုံးမပြအောင်မှာကို personal private ပေါ့နော်ကိုကြီးကိုထားနဲ့ဒီအချီတို့ဟိုကိစ္စတွေနဲ့ပညာရေးလုပ်ဒီတာဝန်တွေကိုကွာ personality အလုပ်လို့ပြောမလား career တော့ဘာလို့မရောထွေးပိုင်2ရဲ့ sorry ပိုင်2ရဲ့အားသာချက်ကအဲ့လိုမျိုးမရောထွေးဘူးလူတွေရှိမှကိုပျော်ရွှင်မဲ့နေတယ်ကိုယ့်ရဲ့စိတ်ရည်စရာတွေစိတ်ပင်ပန်းတဲ့ energy တွေရှိရင်အဲ့ဒီ energy တွေကိုဒီထုတ်မပြအောင်လူတွေကိုမကူဆက်စီခြင်းပေါ့ကိုဘလောက်ပဲစိတ်ရည်ကိုအလုပ်ထဲမှာကိုပျော်ပဲနေတယ်ကိုဆိုလူရဲ့အဲ့လိုစိတ်ရည်တယ်လို့မမြင်အောင်ပြောရင်ကိုအားသာချက်ပေါ့ပြောရတော့ခန္ဓာတွေကိုတော့မပြဘူးအလုံးနဲ့ personal နဲ့ကိုရောမထွေးဘူးသူများတွေကိုလည်းစိတ်ဒုက္ခမပေးဘူးဒါပေမဲ့အဲ့ဒါကောင်းတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းပဲပါလဲဆိုတော့အဲ့လိုကိုဘယ်လိုလဲသူများတွေ့ပြီးတော့လဲကိုကအရင်ချိတ်ခံစားပြီးစိတ်တွေပင်ပန်းနေတတ်တယ်ကိုကရှင်ထဲမှာပဲပိုက်တူးလေးရပိတ်လောင်ထားလို့ဖြစ်နေပါတော့အတွေးများအဲ့တော့အေးမဝအေးဖြစ်တာအဲ့လိုမပြောတာဖြစ်နေတဲ့တတိထားမှာရင်ကိုကြိတ်ပြီးမခံစားပါနဲ့ sorry ကြိတ်ပြီးမခံစားပါနဲ့ကိုအရင်တွေ့နေရမျိုးတွေရှိကိုတကယ်ယုံကြည်ရတဲ့မိဘလိုမျိုးဆွေမျိုးသားတွေမျိုးကိုတကယ်ယုံကြည်ရတဲ့သူဆွေးနွေးတာမျိုးတွေလုပ်တာမျိုးမျှဝေခံစားပါကိုတယောက်တည်းပဲလို့ခါးစီခံတယ်လို့ပြောရမလားပေါ့အရင်မနိုင်မထမ်းပါနဲ့ပေါ့နော်အဲ့တော့လောလောဆယ်မှာကောင်းတဲ့ energy လေးကတော့ဒီတွေ့တဲ့လူနဲ့အဆင်ပြေအောင်နေတယ်ကိုရောက်တဲ့နေရာအထူးဖြင့်အလုပ်ကိုင်ပဲဖြစ်ပညာရေးအကြောင်းမှာပဲဖြစ်လို့ကိုတယောက်တည်းရှိတဲ့အချိန်ပြင်ပကလွဲလို့ကျန်တဲ့အချိန်တွေမှာကိုယ့်ရဲ့ဒီ negative energy တွေစိတ်ပင်ပန်းမှုစိတ်ညစ်ညူမှုတွေကိုထုံးမပြအောင်သူများမကူးဆက်စေဘဲနဲ့ပျော်ရွှင်ပေါ်ပါလေးပဲနေတယ် positive energy များတယ်ဆိုတာအသာချက်နောက်တော့သူတွေရဲ့စိတ်အသာချက်ပေါ့နော်အရင်တော့ကြိတ်ခံစားတာမကောင်းလို့ကျွန်တော်တို့ပြောချင်တယ်လောစင်မှာစိတ်ပင်ပန်းမှုလေးတွေ့နေရလေးတွေရှိမတူနိုင်တာလေးလည်းရှိနေပါရဲ့တဲ့ဒါပေမဲ့ဒီပညာရဲ့တခုခုလေးလာနေအောင်နောက်ထပ်လေးတွေနဲ့ပိုက်တူးလေးတွေမှာလို့တခုခုဥဆောင်နေတာကိုမလုံးဖြစ်တဲ့အရာတခုခုတောင်းယူထားတာမျိုးတွေရှိတယ်တခုဆိုရင်အဲ့လိုပိုက်တူးရဲ့အတချက်တောင်းယူစိတ်တောင်းဝင်တိစိတ်များတယ်ပေါ့နော်
အဲ့ကြောင့်လည်းခုနပြောလို့မနိုင်မတမ်းကိုတည်းကကြိတ်ခံစားလို့ဖြစ်တတ်တာလို့ပြောချင်တယ်အဲ့ဒီကိုစားတတိထားပြပါပေါ့နော်ဒါပိုက်တူးလေးတွေအသာချက်တို့ဒီ current energy တို့ပေါ့နိတတိထားစရာလေးနဲ့အတူအဲ့တော့ဒီခေါင်းစဉ်ကိုသွားမယ်ခေါင်းစဉ်ဒီ title ဒီနေ့အကြောင်းအရာကိုသွားမယ်ဆိုနောက်တော့နေသူလေးတွေရဲ့လက်တလောဒီနှစ်ကုံကနေနှစ်သက်မကြခင်အနာဂတ်မှာဘာတွေပြောင်းလဲမှုတွေဖြစ်မလဲပေါ့ပြောမယ်နော် so ပိုက်တူးလေးတွေကလေဒီပိုက်တူးလေးဝမ်းနေစင်တာအဲ့လို carrier ပြောင်းလဲဒီမှာဆိုရင် Knight of Pentacles တော့ပိုက်တူးလေးပညာရေးလမ်းကြောင်းလဲရှည်တတ်တယ်လို့ပြောမလားပညာရေးဆိုလဲကျောင်းရိုးကျောင်းဘွဲတယ်မဟုတ်ပဲဘွဲလွန်ဒီ graduate undergraduate တမကပဲနဲ့ graduate အနေနဲ့ပေါ့ master ဘာလို့ဘွဲလွန်နေပါတက်တာပညာရေးလည်းရှိတတ်တယ်ကိုကဒီပုံမှန်ပညာရေးထက် undergraduate ကနေ graduate master အဲ့လိုလေးဘွဲလွန်နေပါရဲ့အထိသွားတတ်တယ်ပေါ့လေဥပမာအပြင်ပြောရင်ဒါမှမဟုတ်အဲ့လိုဘွဲလွန်နေပါတော့ master ပဲတော့မဟုတ်လည်းပဲမျိုးသောအစုံပလုံဖို့ကိုကတက်တယ်ပြောပိုက်တူးလေးတွေတော်တော်များများတက်တယ်ဟို language လိုက်တက်တယ် music လည်းတက်တယ် dance လည်းတက်တယ်အဲ့လိုပြောအကုန်လုံးတက်တယ်အစုံတက်တယ်အဲ့လိုပုံစံမျိုးဖြစ်တတ်တယ်အဲ့လိုလူတွေများမယ်လို့ထင်တယ်ပိုက်တူးမှာဘာလို့ဆိုတော့အဲ့လိုခုနပြောသူပညာရေးလည်းရှိရလဲပညာရေးပညာရေးမရှိဘူးမဆိုင်ပဲလည်းမတက်ပါဘူးဆင်မလေးဆိုရင်တော့ခုနပြောတယ်အစုံကိုတက်တယ်အကလည်းတက်တယ်တချမ်းလည်းတက်တယ်ဘာသာစကား language လည်းတက်တယ်အဲ့လိုပေါ့နော်အတတ်ပညာအစုံတစ်ခုတော့မကောက်ပြောနှစ်ခုထက်လောက်ကိုဖြစ်တယ်တော့သုံးလောက်ကိုကအဲ့လိုတက်ကျွမ်းနေလှုပ်တက်ကင်တက်တယ်ဆိုရယ်စွမ်းရည်ပေါ့ ability မျိုး multi ပေါ့နော် multi skill လို့ပြောရမလား skill ကိုမှများတယ်ထုတ်မပြရင်တော့မှအဲ့လိုလေးတွေ့ကိုတတိမထားမြင်တော့မှအနာကမှအဲ့လိုဖြစ်လာမယ်ပေါ့လုံးတော့အနေနဲ့များလာမယ်ဒါပေမဲ့အခွန်လန်းကြီးကိုအတွက်လမ်းကြောင်းတက်ပွင့်လာတာမျိုးဖြစ်မယ်ပိုက်တူးလေးရတယ်ဥမာကိုရင်တော့ဆိုပါစို့လို့ bakery နဲ့ပတ်သက်လို့မှဆိုပါစို့ဥပမာအဖြစ်လေကိတ်လောက်တာမျိုးကိတ်မုံဖုတ်တာမျိုးပါနေတင်ကျင်ခဲ့တယ်ကာရန်ပေါ်ခဲ့ဆိုရင်ဥမာနာကမှအဲ့လိုလေးတင်ဖြစ်တာမျိုးလို့အဲ့လို music နဲ့ပတ်သက်လို့လေ့လာခြင်းလေ့လာဖြစ်တယ် language တွေလေ့လာဖြစ်တယ်အဲ့လိုကိုလုတ်ချင်တဲ့အရာကိုတကယ်အကောင့်ထဲပေါ်နိုင်တဲ့ဟာမျိုးအလုပ်တော့များမယ်ဒါပေမဲ့လို့ကိုလောရည်လွတ်တွေ့ရှုံနေမယ်ဆိုရင်ကိုလုတ်ချင်တဲ့အရာတွေကိုတခုမကအကောင့်ထဲပေါ်နိုင်တဲ့ပုံစံတွေတွေ့ရအတွက်ကိုအတွက် opportunity တွေပညာရေးပဲပြောဝါသနာစီးပွားရေးမှာအဲ့လို opportunity ကောင်းတွေရနိုင်တယ်လို့မြင်နေပေါ့နော်အဲ့လိုလေးတွေ့မိပါတယ်ဆိုတော့နောက်တစ်ခုကကျတော့အနာဂတ်မှာကိုကလေအလုပ်တော့များတယ်ဒါပေမဲ့တခြားလေးကိုအနားယူဖို့အချိန် self love time ထားဖို့မမေ့ပါနဲ့လို့ပြောထားတယ်ပေါ့နော်ဆိုဒီမှာဆိုရှင်တယောက်တည်းဒီ self love ဖြစ်တဲ့ time အချိန်လေးပေးဖို့လည်းလိုတယ်အဲ့ဒါကလည်းတန်ဖိုးရှိတယ်အများကြီးပဲပေါ့နော်အလုပ်တာဝန်တွေပဲလုပ်နေတယ်စိတ်ပင်ပန်းနေဆိုလည်းမကောင်းမနိုင်မထက်နဲ့ကိုလုပ်ချင်ရှိရလေးကိုလည်းအချိန်လေးပေးပြီးတော့လုပ်စီချင်ပါတယ်လို့ဒီမှာ message ကပေးထားတယ်ပေါ့နော်ဆိုတော့ကိုအနေနဲ့ကဘယ်လိုပဲဖြစ်တော့ဒီအလုပ်လဲလုပ်တဲ့ချိန်လုပ်နားတဲ့ချိန်တခြားနာအထူးသဖြင့်ပိုက်တူးကိုပြောနေတာခုနပြောတယ်ပိုက် energy မှာလည်းပိုက်တူးကအဲ့လိုအေးရေးပြတ်တာတွေပဲဖြစ်တတ်တော့လေဘလို့အေးမောရတာခေါင်းမူကောင်းကြတဲ့ဖြစ်တယ်အောင်ကျော်သမားလေးတွေလိုမျက်မှန်သမားဆိုပို့ယူဆိုင်ရမယ်အေးပြတ်တာပဲဖြစ်တတ်တယ်sweet dream တေချာလေးကိုနင်းချက်အိမ်နိုင်အောင်ကြိုးစားပါအိတ်ချိန်မှန်မှန်အိပ်ပါအေးဝအိပ်ပါအိတ်ချိန်ကြိုးစားပါတေချာလေးလေးကိုခန္ဓာကို self love နားယူပါဒါပိုင်ကျူးလေးတွေကိုတေချာမှားနေတဲ့ပြောစကားအဲ့ဆိုပိုင်ကျူးတွေမှာခုနပြော emotionally problem ပေါ့နော်တခုပြဿနာတွေပဲလည်းရှိတတ်တယ်အနာဂတ်မှာလည်းတတိထားမှာဒါကြောက်စရာမလိုတရားဝင်ကြောင်းမယ်ဆိုပြီးတော့မစိတ်မညစ်သွားတယ်နော်ကျွန်တော်တို့ယူဆတာလေဆောင်းရင်နဲ့ပြောတာတရားဝင်တိုင်းကြီးမရှောင်လွဲနိုင်မှဖြစ်မယ်လို့ပြောတာမဟုတ်ဘူးဖြစ်နိုင်ကြီးလေးတွေရောရှိတယ်ဒါလေးတွေကိုယူဆိုင်ပါတတိထားပါကျူတတိထားလိုက်ရင်ကိုကအဆင်ပြေပါပါတရားဝင်ရှောင်လွဲလို့မရဘဲနဲ့ဒါစိုးရတာမဟုတ်ဘူးအဆိုးဆိုလဲအဲ့လိုပဲအကောင်းဆိုလဲကိုကပေါ့မသွားနဲ့ဒါဖြစ်မယ်ဆိုရင်ကိုကပေါ့မသွားနဲ့ကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့အကောင့်တွေပုံမှုပေါ်မှုတည်တယ် action ပုံမှုတည်တယ်အဆိုးဆိုလဲရှောင်လို့မရတာမဟုတ်တယ်လို့အကောင့်ဆိုလဲတရားပေါက်ကြီးဖြစ်မှာလို့ပြောလို့မရဘူးကိုယ့်ရဲ့ဖြစ်နိုင်ချေပေါ့ဖြစ်နိုင်ချေကိုကြည့်ပြောတာအကောင့်ပဲဖြစ်အဆိုးအကောင့်ဆိုဆက်ပြီးထိန်းထားမယ်အဆိုးဆိုရင်တတိထားလိုက်မယ်ဆိုရင်ဒါအဆင်ပြေပါမှာဒါကိုပြောချင်တာအဲ့ပိုက်တူကနည်းကိုယ်လာပြီးဘူလီလောက်တာမျိုးပေါ့ embarrass နဲ့ embarrass နဲ့ရှက်ရစီတယ်စိတ်နှောက်ယှက်ပေးတယ်ဒါပြီးတော့မှဟိုအတင်းပြောတယ်ပြောရမလားအဲ့လိုစိတ်နှောက်ယှက်ဖြစ်စီရပြောခံရလေးဒါမှမဟုတ်လည်းအဲ့လိုအမူအရာနဲ့ပြလောက်တာလေးရှိတတ်တယ်ပြီးပတ်ဝန်းကျင်သတိထားပါတော့အဲ့လိုပြောလို့ကြောက်သွားစရာမလိုကိုကသူများပြောတဲ့စကားကြောင့်စိတ်နှောက်ယှက်ဖြစ်ရတယ်အတင်းပြောခံရတာပဲဖြစ်အဲ့လိုတခုဘူလီပေါ့နော်နည်းနည်း gossip အတင်းပြောတာတွေဒါမှမဟုတ် embarrass နဲ့ share စီတွေစိတ်ပင်ပန်းအဲ့လိုတွေဖြစ်တတ်တော့အရင်တော့မခံစားနိုင်ဘူးသတိတော်ထားလူတွေကိုအရင်မယုံမလွယ်နဲ့ပေါ့အရင်မယုံနဲ့လို့ပြောရမလားစကားပြောတာတော့နည်းနည်းလေးပြောတဲ့
စကလုံးကလည်းတမျိုးဖြစ်မရောနဲ့ဆိုတာဘယ်လိုပြောရမလဲအရန်မယုံနဲ့ပေါ့နော်ဒီလူကိုအရန်ယုံမျိုးအရန်ကိုအတွင်းတဆက်ဆံနေတယ်ဆိုရင်ဒီလူကိုမဆက်မှန်းလို့ကိုစိတ်ထိခဲ့ရတယ်အဲ့ဒါကြောင့်ပြောတာနေစကလုံးရွေးရတာတော့လေဘယ်လိုပြောရင်ကောင်းမလဲဆိုပြီးတော့အဲ့လိုနည်းနည်းလေးတမျိုးဖြစ်ပေမဲ့လို့အရန်လူတွေကိုမယုံမလဲပါနဲ့ပေါ့နော်အဲ့လိုပဲရှင်အဓိကတော့လေအဲ့ဆိုကိုတကယ်မှရွံ့နှခင်မြင်ပေါင်းလိုက်တဲ့လူကကို့ပုံမှာဒီလိုမျိုးလက်ညှိုးပြန်ထိုးတာမျိုးကိုခံရတယ်ဆိုရင်စိတ်နှောက်ယှက်ဖြစ်ရတယ်အဲ့ကြောင့်အရင်ကြီးလည်းအယုံမလွယ်နဲ့ဒါပုံမှန်လေးပဲသတိလေးလည်းထားလူတိုင်းပေါ့နော်လူမျိုးလေးဆက်ဆက်မှာအစမြေလေးပေါင်းတင်လို့ရတယ်သို့တော့အရင်အယုံမလွယ်ပါနဲ့ပေါ့ပြောချင်တာဆိုတော့တခုအကျတော့ပိုက်တူးလေးတွေမှာကောင်းတာလေ gift လက်ဆောင် promotion delight souvenir လက်ဆောင်ရတာတို့ကိုမျိုးနေနေသူစီကလက်ဆောင်ရတာမွေးနေ့ birthday ပါရှိနေလက်ဆောင်ရတာဒါ Christmas ကလည်း Christmas လက်ဆောင်ရတာ New Year ဆိုလည်း New Year present ရတာနှစ်တကူတို့ဒါမှမဟုတ်ကို birthday ရှိရင်လည်း birthday မွေးနေ့လက်ဆောင် present ရတာမျိုးတွေ gift လက်ဆောင်ရတာဖြစ်တတ်တယ်နောက်ယာရုအလုပ်ကိုင်းနဲ့ပတ်သက်လို့ယာရုတိုးတွေညော်နေသူဆိုလည်းယာရုကတိုးတက်တယ်ပေါ့နော်နောက်နှစ်ထက်မှဆိုဘယ်လိုလလေးကန်ကောင်းနိုင်လဲဆို3လပိုင်း6လပိုင်း9လပိုင်းလိုလာမျိုးတွေမှာယာရုတိုးနိုင်နဲ့ခွင့်ရည်များတယ်ပေါ့လေနောက်နှစ်တည်းမှာယာရုတိုးနိုင်တယ်ပေါ့နော်ပြောရလို့ရှိရင်တော့ခွင့်ရည်များမယ်ဒီနှစ်ထက်ဆိုလို့ရှိရင်ပို့ပြီးဝမ်းသာစရာသတင်းကောင်းတစ်ခုကိုမျော်လင့်နေတဲ့သတင်းစကားတစ်ခုကြားတတ်တယ်အဲ့လိုမျိုးဒုတိယစီလက်ဆောင်လေးတစ်ခုခီးသွားပြီးလက်ဆောင်လေးရတာပဲဖြစ်ဖြစ်သူတို့ပေးတာဖြစ်အဲ့လိုမျိုးလေးကအစသေးလေးကအစနော်အဲ့လိုတစ်ခုကဝမ်းသာစရာလေးတွေကိုအတွက်ပြောရတဲ့လက်ဆောင်လေးရတတ်ပါသတင်းစကားလေးကြားတတ်ပါတယ်ပေါ့နော်ကောင်းတယ်လေးရှိဆိုတာလည်းရှင်သတိထားမှာအဲ့တော့ပိုက်တူးလေးတွေဘာရမုံနောက်တစ်ခုလေးထပ်ပြီးဆွေးပေးခြင်းနဲ့ဆိုရက် energy နဲ့ခံစားမိနည်းနည်းထပ်ဆွဲမယ်နော်ဟောလာပိုက်တူးလေးအနာဂတ်မှာဒီလိုမျိုးနှစ်ကုန်နှစ်ကူမှာအကြောင်းလေးဖြစ်နိုင်တယ်ဆိုတော့လေခံစားရတာမပြည့်စုံဘူးခံစားရလို့ကက်ကတော့အရေးအတွက်ကတူတူပဲပိုင်ဝန်းနေဆိုရယ်ဒါပေမဲ့နည်းနည်းလေးပို information လေးကိုပေးခြင်းတယ်လို့ခံစားမျိုးလေပိုက်တူးမှာကဟုတ်တယ် stress တွေလည်းများတယ်ဆိုအလုပ်ကြာလူတိုးခြင်းနဲ့ပိုတိုးတက်ခြင်းနဲ့ဆိုတဲ့လူတွေလည်းပါမယ်လို့ထင်တယ်အရင်အဲ့ဒီမှာစိတ်နေတာတော့ပိုက်တူးလေး stress တွေများတယ်ငါလက်တွေ့အကောင့်ထဲမှာလုပ်မယ်ချမယ်ဆိုကြိုးစားမယ်ဆိုပြီးကိုတေချာ preparation လုပ်နေစာမွေးဆိုလည်းစာမွေးအလုပ်ဆိုလည်းအလုပ်ရ preparation လုပ်နေတာပြင်ဆင်နေတာမျိုးတွေတေချာလေးစီမံခန့်ခွဲစီစဉ်နေတာမျိုးတွေရှိမယ်ပေါ့နော်အဲကြောင့်အဲ့တော့အဲ့လူတွေနဲ့ပတ်သက်လို့လည်းမှာ hesitation နည်းနည်းဘယ်လိုပြောမလဲစိတ်နေခေါင်းစိတ်နေမယ်လူငွေးမှာလေသူ့မှာမယုံရဘူးဆိုစိတ်ကြီးဖြစ်နေမယ်ဒါပေမဲ့အရန်စိတ်မပူနဲ့အဲ့လိုခက်ခဲရှုပ်ထွေးတွေတိတ်မတွေးနဲ့ကို decision ချရမယ်တွေးတာရှိလို့ရှိရင်လည်းတည်တည်ချာချာ preparation လုပ်ပါကိုယ်ဆုံးဖြတ်ချရမယ်သူတို့အကြောင်းတစ်ခုကိုရွေးရမယ်ဆိုရင်ကိုသွားမယ်အကြောင်းနဲ့ပတ်သက်တခြားလေး information တွေစုဆောင်းတာတို့စုံစမ်းလေ့လာကိုတိုင်းအချက်လက်တွေရှာဖွေတာရွာတခြားလုပ်တခြား preparation လုပ်ပြီးရွေးချယ်ပါအရန်မတွေးပါနဲ့ပေါ့လူတရားနဲ့ပတ်သက်တယ်လို့ပဲအဲ့လူကြောင့်တခြားကိုခေတ်စစ်တွင်ကြလေ့လာပြီးမှပဲဒါကြောင့်နှစ်ချိန်ပြန်စဉ်းစားပါပေါ့အရန်ကြီးမလောပါနဲ့ပေါ့နော်အဲ့ဒီဆုံးဖြတ်ချက်တွေမှာဒါပညာရေးပဲဖြစ်အခြေပဲဖြစ်အလုပ်ကိုင်ပဲဖြစ်အဲ့လိုမျိုးတအား stress မများနဲ့တခြားနဲ့ချင်းပြန်စဉ်းစားအတီးပြုပြီးရင်ဆုံးဖြတ်ချက်ချအဲ့လိုပြောချင်တာအဲ့တော့ပိုင်တူးလေးတွေနှစ်ချုပ်ကတော့အဲ့ဒီပိုင်တူးလေးနဲ့နားကမှလို့စိတ်မကြည်မနဲ့ဖြစ်တာကြီးစိတ်ဒေါသထွက်တာကြီးဖြစ်ကောင်းဖြစ်မယ်တော်ပြီကွာငါစိတ်ကုန်လာပြီဆိုတာမျိုးတွေလေဖြစ်တတ်တယ်လူစိတ်ပြင်းမှန်းစရာကြီးလေကိုကြုံရတတ်တယ်ဒါပေမဲ့ပိုင်တူးလေးတွေနောက်နေ့ထဲမှာလို့အခက်အခဲလေးကြီးကြုံရတဲ့လောက်လေဘောတင်ငန်းစာကြီးအများကြီးရမှာဟောဒီလူတွေကဒီလိုပါလားမျိုးလေကိုယ့်ရဲ့အခက်အခဲကြီးဂျားတဲ့မှာကိုယ့်အတွက်အတွေ့အကြုံအသစ်တွေ experience အသစ်တွေရမှာကိုကြော်ဖြတ်နိုင်သွားမယ်ဒါကြီးကိုယ့်တိုးတက်မှုတွေဖြစ်လာမယ်ပေါ့နော်တစ်ခါလေးမှအကောင်းကြီးဖြစ်နေလို့မတိုးတက်ဘူးလေစိတ်ပြင်းမှန်းတာလေးကြော်ဖြတ်ပြီးတော့မှတိုးတက်တာဆိုအဲ့ဒါလည်းတခုကောင်းတဲ့ချက်လို့ပြောရမယ် so everyone is their time welcome to yours တင်းစီကိုပြန်လာမယ်ဒီတင်းဘယ်လိုပြောလဲဟိုကျမတို့ရဲ့စကားနဲ့ပြောလို့လေငါလည်းရောက်ပြီဆိုတာမျိုးဖြစ်မှာပေါ့ okay ငါလုတ်ပိုင်ခွင့်ငါရဲ့အခွင့်အရေးရပြီဆိုတာမျိုးဖြစ်နိုင်ကို handle လို့ကိုကစီမံခန့်ခွဲရတာပေါ့ကိုဖြစ်ချင်ရတဲ့ဥမာသူများစီမံခန့်ခွဲရတယ်ကိုလုတ်ခဲ့ရတယ်လူချင်းမှာပဲဖြစ်ဖြစ်ဘယ်လိုနေရာမှာဖြစ်ကိုဖြစ်ချင်တာအခွင့်မတားခဲ့ဘူးဆိုရင်ငါကမှကိုလည်းရောက်လာမယ်ကိုက handle လုပ်ရတဲ့ကိုကလုတ်ချင်တဲ့အားကိုအခွင့်အရေးရတဲ့ကာလလေးလာမယ်အဲ့ဒါလေကိုတကယ်ထက်တဲ့အလုံးမှာဖြစ်အခြေမှာဘယ်လိုပဲထက်တဲ့ကြိုးစားကြိုးဖြတ်ပြီးပြန်ခဲ့ခဲ့ရတယ်ကြိုးဖြတ်ပြီးတော့မှရတာအဲ့အခိုက်တန်လေအဲ့ကြောင့်မလို့အဲ့တခုလည်းပြောချင်ပါတယ်ပိုင်တူးလေးတွေကဘောမှာလေပြန်ခဲ့ခဲ့လေဒီကြိုးစားရဲအဲ့ဒါနဲ့ထိုက်တန်စွာလည်းပြန်ပြီးတော့ရမှာလို့ပြောချင်တယ်အချိန်ကတော့နည်းနည်းလေး
ယူရင်ယူရနိုင်တယ်အပိုက်တူးလေးရသူများလိုမျိုးမတူသူများကန်ကောင်းလို့ easy going လွယ်လွယ်ကူရောက်လာတယ်မှာကိုရီးယားလွယ်ကူမရအောင်တေချာစူးစမ်းရတယ်အဲ့လိုမျိုးလေးတူရပေါ့နော်အဲ့ကြောင့် fighting မှာလူပိုင်တူးလေးတွေကတင်းအဆင်မပြေလက်မလျှော့လိုက်နဲ့နောက်ချိန်ပြန်စူးစမ်းပြီးတော့ try ကြည့်ပါဒါအဆင်ပြေမှာအမေ strong မဖြစ်ရမယ်လွယ်လွယ်လက်လျှော့လို့တော့မရဘူးဆိုတော့ပြောချင်တယ်ပေါ့နော်တင်းရင်ကြိုးစားမှုတွေကအချင်းချင်းဖြစ်မသွားဘူးဆိုတာလေးကိုသိစေချင်တာပါပိုင်တူးလေးကိုနားကမှာလေစိတ်လျှော့အရင်လဲစိတ်တည်မငင်းနဲ့တခါလေးစိတ်ကိုစိတ်ဆက်တဲ့အချိန်လေးရှိတတ်တယ်ဆိုရင်ကိုပြန်ပြီးတော့အဲ့လိုချိန်မှာအသက်ပြင်းပြင်းလေးရှူလိုက်ဒါကိုအုံနောက်ကိုအောက်ဆီဂျင်တက်လေးဖြည့်လိုက်ပါနော်ပြောလို့ရှိရင်ကိုစိတ်ရေးထားပြီးတော့ဆုံးဖြတ်ကိုလိုဆောင်ချက် action ကိုယူအရင်ဟိုစိတ်တွေလောနေတဲ့အချိန်တွေးနေမောဟိုက်နေတဲ့အချိန်မှာတခုကိုအလွန်ဆုံးဖြတ်နေပေါ့အဲ့လိုလေးဒါဆို message လေးပေးချင်တာပါဒီ reading ရလေအပိုက်တူလေးလည်းဆက်ဆက်ရအဆင်ပြေပါစေဒီချစ်တဲ့သူနဲ့ပြောရှင်တာဆုံးနေပါစေနော်ဒါ Merry Christmas ပါရှင်ဆိုတော့လေဒါကကျမတို့ဒီများတွက်လွင့်ပေးတာဆိုတော့အရင်တော့ serious မထားနဲ့ဒါပေမဲ့ကျမတို့ personal tool တယောက်ချင်းတည်တတ်မေးခြင်း page မှာဒီ private page messenger မှာလာပြီးတော့မှစုံစမ်းလို့ရပါတယ်နော် message လေးတွေပို့လို့ရပါတယ် booking လေးလို့ရပါတယ်ချက်ချင်းဆောင်ပြန်နိုင်စိတ်မပူပါနဲ့နော်ကျမစနေပြန်ပေးပါမယ်လို့အဲ့ဒါလေးတစ်ခုကြိုးပြီးစိတ်ပူပါဆိုလို့ပြောချင်တာပါဆိုတော့ဒါဒီနေ့တော့ပညာနာလိုက်ပြီးတော့ကျမဒီမှာရေးလိုက်တော့မယ်နော်အဲ့တော့ကောင်းသောညလေးဖြစ်ပါစေဒီနေ့ကတော့ Merry Christmas ပါဘောနော်မကြခင်လည်းနှစ်သက်ကူရောက်တော့မယ်ဆိုတော့ဆက်ရရယူစိတ်ကြပါစင်ပြေနေနဲ့နှစ်သက်ကူဖြတ်တန်းနိုင်ပါစေဆိုတော့ဆိုရင်ဒီ personal media မေးချင်တဲ့သူတွေက page ရဲ့ messenger မှာ booking လေးယူလို့ရတယ်ပေါ့နော်ရနိုင်တဲ့ချက်ကလေးကိုကျမတို့မေးပြီးတော့ booking မျိုးစားလေးပြောလို့ရပါတယ်ဆိုကျေးဇူးတင်ပါတယ်ကောင်းသောညလေးဖြစ်ပါစေနော်